ဒီမနက်ကတော့ဘာကာဖန်ညီကိုတွေရာသီဥတုတာရတဲ့မနက်လေတကယ်ကဂိုးသမားယူအန်ကာစီကတကယ်ကိုကောင်းတာဗျာဂိုးသမား9.1နဲ့ဗျာညီကိုတို့ရုံနိုင် total save နော်တကယ် base chance save ကို6ကြိမ်တောင်မှ save သွားတဲ့ဂိုးသမားတကယ်ကိုကောင်းတဲ့ယူအန်ကာစီကဗျာအစပန်ညိုသူနိုင်ရင်တဲ့စိတ်ကတခုပဲရှိတယ်လုံးဝသူအစပန်ညိုမရှုံးချင်ဘာလို့လဲဆိုတော့သူအစပန်ညိုမှာငယ်လေးထက်သူကစားခဲ့တယ်6နှစ်အဲ့အတင်းကနေထွက်လာပြီးတော့ဘာကာမှာသူရှုံးနေဆိုတာမျိုးမဖြစ်စေချင်တဲ့အတွက်လုံးဝသူရေကုန်ရေခဲကစားတာဗျာဟုတ်မင်္ဂလာခင်ဗျာဘာစီလိုနာအကြောင်းနဲ့တင်ဆက်ပေးနေလဲဘာကာဖန်ဆီယာမှကြိုဆိုပါရစေညကကျွန်တော်တို့ဘာစီလိုနာအစပန်ညောအင်္ဂလန်မှာတွားပြီးတော့ကစားတာ Z2 နဲ့အနိုင်ရရှိခဲ့တယ် Z2 တောင်မှတော်တော်လေးကိုခက်ခဲအနိုင်ရရှိမှုလိုဘလော့ကစားတာမဟုတ်ဗျာမစ်ဘလော့ပဲကျွန်တော်တို့တော်တော်လေးကိုခက်နေတာထုံးစံတိုင်း position ကကျွန်တော်တို့တာတယ် Espanyol ကျွန်တော်တို့ position အောက်နေ position အောက်နေဆိုတော့ Espanyol ရဲ့တိုက်စစ်တွေကတော်တော်လေးကိုထိရောက်တယ်ကျွန်တော်နဲ့ရှုံတာက9လုံး6လုံးဆို Espanyol မှာတစ်လုံးများနေသေးတယ်အထက်တာကမှာလည်း14 15ဆိုတိတ်တော့မကွာဘူးEspanyol လူစီကအများပြောင်းလဲမှုရှိဘူးကျွန်တော်ပွဲစားခံမှန်းထားသလိုပဲဂိုးသမား Dimitrovic ညာချင်းနဲ့ဘယ်ချက်မှာEhilali နဲ့ Romero ကွင်းလယ်မှာတော့ Gonzalez နဲ့ Lozanoဘယ်ညာတောင်ဝင်တစ်ဖက်မှာဒိုလန်နဲ့မီလာဒီနှစ်ယောက်လည်းတော်တော်လေးကိုကောင်းတယ်အလဲမှာ Exposito ထားပြီးအတောင်တိုက်စစ်မှုတော့ Roberto Fernandes ကျွန်တော်တို့ဘာစီလိုနာတော့ဂိုးသမားလေး UN Garcia ခံစင်မှုတွေပြောကိုကြီးမာတင်နဲ့ကူဘာစီဘယ်ညာမှာတော့ဘာဒီနဲ့ကွန်တေအလဲမှာတော့ပတ်ဒရီမပါလောက်ဗျာပတ်ဒရီမပါဒီဘက်တော်တော်လေးကိုတည်တာတယ်ဒီကြောင်နဲ့ Eric Garcia ကစားတယ်ဒီကြောင်ကဘောလုံးကိုင်တာပေါ့ပြီးတော့ပိုဆိုးတာနံပါတ်10 row မှာ Dani Olmo Fermin Lopez ကမထည့်ပဲနဲ့ Rafinha ကိုထည့်လာဗျာညာချင်တဲ့ပဲကျတော့ Market Rashford နဲ့ရမဲနဲ့အထောင်တိုက်စစ်မှုကတော့စိတ်ပြက်စရာကောင်းတယ်ကိုငမန်းပထမဆုံးစတိုက်တဲ့ရမဲအတလုံးဖန်ပြီးတော်တော်လေးကောင်းတယ်ဒါပဲကိုကမန်းဘောလုံးထိန်းတာမသိတော့ကိုကမန်းရဲ့ပြဿနာကဂိုးမသွင်းတတ်တာမဟုတ်သူကဘောလုံးမထိန်းတတ်တာဗျာသူဘောလုံးထိန်းနိုင်တယ်ဘောလုံးအမြဲပြတ်တယ်အဲ့ဒါနဲ့ပဲဂိုးမရအောင်အဲ့ကနေပြီးဂိုးမရအောင်ဆိုတာကျွန်တော်တို့ကတိုက်နေတာဗျာပတ်ဒရီမပါတော့လုံးဝကွင်းလေလေတိုက်လို့မရဘူးဘယ်ပဲချန့်လဲ Market Rashford နဲ့ဘာအာရီနဲ့တိုက်တာလဲအဆင်ပြေအဲ့တော့ရသမျှဘောလုံးရမဲကိုထိုးပြီးရမဲတော့ဒီနေ့ပွဲတော်တော်လေးကောင်းတယ်သူ့6ရောက်တဲ့ဘောလုံးအများဆုံးထွက်တာပေါ့နော်ကွန်တီကလည်းဘောလုံးတစ်ခါလေးထိန်းလိုက်ပြက်လိုက်ပေါ့နော်တော်တော်လေးအဆင်ပြေဘူးခံစစ်ကတော့လုံးဝမပါသလိုပဲညီကိုတို့စဉ်းစားကြည့် Espanyol ကဗျာဘောလုံး position 33%ပဲရှိတယ်သူတို့ဘက်ကဂိုးဘယ်လိုဆော့လဲဆိုတော့လောင်းမိုးနဲ့ဗျာအလယ်မှာအဲ့ဒီ2ယောက်ကတော်တော်လေးကိုကောင်းတယ်ဂွန်ဆာလက်နဲ့လိုဇာနိုကသူတို့2ယောက်ကဘောလုံးဒိုင်ကန်ဖြတ်ပြီးတော့ဗျာဒိုလန်နဲ့မီလာပြေးတာဘဲညာပြေးပြီးတော့တိုက်တာဗျာဂိုးပေါက်ကစင်း6လုံးတော့မှ UN Garcia စိတ်လို့ပေါ့ UN Garcia ဘယ်လောက်တော့မှနိုင်ကျင်လဲဆိုတချို့အလုံးတွေဆို तू လုံးဝအဝေးထိထွက်လာပြီးတော့ तू ခေါင်းနဲ့တိုက်တဲ့အလုံးတွေရောပြီးတော့မာတင်နဲ့ကွန်နေဂျာဘောလုံးတွေထွက်တာရောအဲ့ဒါလည်း UN Garcia ပဲပုတ်ကပြီးတော့ UN Garcia ဘောလုံးကိုလိုက်ပြီးတော့ပြေးကောက်ရှင်နေများ तू ပုတ်လိုက်တဲ့တလုံးအဲ့ဒါကိုဘာတင်အရှိကနေရောကာစီနဲ့တုံနေလဲမာတင်ကိုစောက်တွန်းလိုက်ရတယ်အဲ့ဒါလို့ထိအောင်မှ UN Garcia နိုင်ကျင်နေအောင်ခန်းစစ်ကတကယ်ကိုတလွဲတကယ်ဘလို့ခန်းစစ်မှမသိဘူးဗျာဂိုးပေါက်တွေကပေါက်ချက်ဆိုတော့ဒိုင်းလောက်ရှိတယ်တကယ်အမှန်တိုင်းပြောရလေကျွန်တော်တို့က Rafinha ရော Marcus Rashford ရော Ferran Torres ကို3ယောက်လုံးတော်တော်လေးကိုတိုက်ပတ်တယ်တော်တော်လေးကိုဒီပွဲဆူဟိုပါပဲမီလာတို့ဒိုလန်တို့ကပိုတော်လို့ဖြစ်တယ်ဒိုလန်နဲ့မီလာရဲ့ Exposito ရဲ့အဲ့ဒီ Roberto Fernandes လည်းလုံးဝကျွန်တော်တို့ခံစီကိုဒုက္ခပေးဆိုတော့တစ်လုံးမိတစ်လုံး Eric Garcia နဲ့ဒီကြောင်းတော့မစိုးပါဘူးဒါပေမဲ့ Pedro ပါတဲ့အတွက်ကိုယ်လည်းလုံးဝတိုက်လို့မရဘူးနောက်ဆုံးနီးပြရမနိုင်တော့60ကျတော့အမှငမန်းတို့ထုတ်ပြီးတော့ Lewandowski တို့ထည့်တယ် Pedro တို့ထည့်တယ်ပြီးတော့ကိုကြီးမတီကခြေကြနေပြီကိုကြီးမတီကိုထုတ်ပြီး Eric Garcia ကိုနောက်ထားပြီးတော့ Dani Olmo တို့ Fermin Lopez တို့ထည့်လိုက်မှပဲနိုင်တော့ Rafinha လည်းထုတ်ပလိုက်တယ်ခြေကြနေကစားသမား Marcus Rashford လည်းထုတ်ကိုရီဘက်ကလည်းမရဘူးလားဆိုတော့ရတယ်ဗျာ chance တွေကတော်တော်လေးကိုရတယ်ဒါပေမဲ့ Espanyol ဂိုးသမားဖြစ်တဲ့ Dimitrovic ကဗျာတကယ်ကိုကောင်းတယ်ဗျာတကယ်ကိုနေတိုက်တဲ့ခေါင်းလုံးဆိုဗျာတော်တော်လေးကိုခတ်တဲ့အလုံးလဲ तू ပုတ်တယ်တကယ်မထင်မှတ်တဲ့အလုံးတွေဗျာ Rafinha လှမ်းကန်တဲ့အလုံးတွေရောရမဲကန်တဲ့အလုံးတွေကို तू တယောက်တည်းကိုပုတ်တာတကယ်ကိုကောင်းတယ်ဗျာငမန်းလဲ Rafinha ဖန်မရဘူးခေါင်းမတစ်လုံးရအဲ့ဒါကိုဒီလိုမတိုက်ဘဲနဲ့လှမ်းတိုက်တာအဲ့ကောင်အဲ့လိုအစိုးတော်တော်ဆိုးတယ်ငမန်းဒီကောင်အရန်ခုံနဲ့ပဲထိုက်တယ်နဲ့ဒီကောင်ခြေက3ပွဲ1ပွဲလောက်ပဲကောင်းတာနောက်ဆုံး86မှာ Fermin ဆက်ပြီးပြီး Dani Olmo ပြလိုက် Dani Olmo လှမ်းကန်တာဗျာဘယ်ဘက်ထောင်းကနေပြီးလှမ်းကန်တာထောင်းတွေကိုကွက်တီပဲလောက Dimitrovic ဒီတလုံးတော့ဘာမှမလုပ်နိုင်ဘူးပြီးတော့90မှာလည်းအဲ့လိုပဲ Fermin Lopez ဆက်ပြီးပြီးချပြရပါတော့ဒါပေမဲ့အဲ့မှာ2ယောက်လုံးရှိတယ် Dani Olmo လည်းရှိတယ်Lewandowski ပိတ်သွေးပါတော့အဲ့နှလုံးနဲ့ပဲကျွန်တော်တို့ Z2 ဆိုတဲ့အနိုင်ရလဲရရှိခဲ့တယ် Fermin Lopez လည်းနေ့တော်တော်ကောင်းတယ်ဒီနေ့ပွဲဆိုအမှန်ဆို Fermin Lopez ပွဲဖြစ်တဲ့ဗျာအစရထည့်နေတာဘာလို့လဲဆိုတော့ mid block ကစားတဲ့အသေးဆို Fermin Lopez ကအဆင်ပြေတယ် low block ကစားတဲ့အသေးဆို Fermin Lopez ကနည်းနည်းကြောင်ပြောက်တယ် Dani Olmo ကတော့လုံးဝဂိုးလက်ကအပြည့်ပဲသူကအနိုင်ကိုသွင်းမနေကြကစားသမားချီကျူးမှာ UN Garcia ပဲ UN Garcia ပွဲချိန်86ထိထိမိတယ်လို့ကျွန်တော်တို့ Z2 နဲ့နိုင်တာ UN Garcia က Espanyol ပြည်သက်တွေတော်တော်လေးဆိုပါကျွန်တော်တို့ကစားသမားရေဘူးနဲ့ပေါက်တဲ့ကောင်နဲ့ UN Garcia ကိုပြောတဲ့ကောင်နဲ့ဆိုတဲ့ကောင်နဲ့တကယ်ကိုဆိုးဝါးဒါမဲ့နောက်ဆုံးတော့ Espanyol နီးပြရောကစားသမားတွေရောပြည်သက်တွေရောမျက်နှာလေး0လောက်နဲ့အိမ်ဝင်းပါပဲကျွန်တော်တို့အသေးကိုအရှုံးနဲ့ပဲရင်ဆိုင်ခဲ့ရတယ် Visca Versa ဒီနေ့လည်းထပ်နိုင်ပါပြီအဆင့်တက်ပါပဲ